ကျွန်တော်ဒီနေ့မှာတင်ဆက်ပေးသွားမယ့် video file လေးတစ်ဖိုင်ရှိပါတယ်။ဒါကတော့ကိုကိုတိုင်းကအမှုပညာနဲ့ငွေရှာနေပြီးတော့အမှုပညာသမားတွေရဲ့တိတ်ခါကိုချနေတဲ့လုပ်ရက်ပါ။စင်ပုံမှာဖာဆန်ဆန်ပုံစံမျိုးတွေနဲ့တင်ဆက်နေတာပါ။နှခုံးမှတကောင်ကြောင်းတစ်လေလုံးပုတ်ရတယ်ဆိုသလိုဒီလိုလူမျိုးတွေကြောင့်အစစ်အမှန်အမှုပညာသမားတွေပါရောပြီးအထင်သေးခံရနိုင်ပါတယ်။သူ့ရဲ့ video file လေးကိုကျွန်တော်နဲ့တူတူကြည့်လိုက်ကြရအောင်။အောက်မှာအသက်မပြည့်သေးတဲ့ကလေးတွေအများကြီးပါပါတယ်ပြီးတော့အသက်ကြီးနေတဲ့အန်ဒီအရွယ်တွေလည်းပါပါတယ်ပရိသတ်တွေတော်တော်များများကကြိုက်လို့ကြည့်နေကြတာမဟုတ်ပါဘူးကောင်းမယ်ထင်ပြီးလာကြည့်တာယွန်စရာကောင်းတဲ့လုပ်ရက်တွေနဲ့တိုးပြီးလာလက်ဆက်နဲ့ကြည့်နေကြတာပါသူ့ကိုအရက်သမားတွေလောက်သာကြိုက်ကြပါလိမ့်မယ်အရက်သမားတွေကိုဖျော်ဖြေချင်တာ KTV မှာသာဖျော်ဖြေပါအခုလို state စင်ပုံမှာဖာဆန်တာမျိုးတော့ဘလို့မှကိုအစင်မပြေတဲ့လုပ်ရက်ပါအခုကြည့်နေတဲ့သူများကသူ့ရဲ့လုပ်ရက်ကိုဘလို့မြင်လဲပြောခဲ့ကြအောင်နော်